လောင်ကစားဂိမ်းတွေနဲ့မဟုတ်ပဲပတ်ကြီး Mobile Legends Honor of Game Data 4 စတဲ့ဂိမ်းတွေကိုတက်တော့မှာစော့ပြီးတော့ဘယ်လိုမျိုးပတ်စံချမဆွဲအကြောင်းကိုဒီဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ် Top Story ရဲ့ကိုဝင်လိုက်ပါညာဘက်ကိုနည်းနည်းလေးဆွဲလိုက်ပြီးတော့ Gaming Incentive Program ပါတယ်ဆိုရင်ရပါပြီမြန်မာ region ဖြစ်နေတဲ့ TikTok အကောင့်တွေကတော့ဒီ Gaming Incentive Program ကတော့ပါချင်မှာပါလိမ့်မယ်ဒါပေမဲ့ Japan Korea UK US France Germany စတဲ့ TikTok အကောင့်တွေမှာတော့ဒီ Gaming Incentive Program ကအကောင့်တိုင်းပါပါတယ် Gaming Incentive Program ကို join ဖို့အတွက်ဆိုရင်လည်းသတ်မှတ်ချက်တွေမရှိပါဘူး follower ဘယ်လောက်ရှိမှ view ဘယ်လောက်ရှိမှလို့အတိအကျသတ်မှတ်မထားပါဘူး Gaming Incentive Program 2ကိုယ့်ရဲ့အကောင့်မှာပေါ်နေရင်ကိုရပါပြီနိုင်ငံခြားဝေးခြင်းအကောင့်ဖြစ်နေပေမဲ့လည်းဒီ Gaming Incentive Program မပါဘူးဆိုရင်တော့ဖုန်းထဲမှာမြန်မာစင်ကတ်တွေရှိတာရဲ့ဆိုရင်တော့ခဏဖြုတ်ထားလိုက် VPN ခံပြီးတော့ဝင်ပေးလိုက်ပါဒါဆိုရင်တော့ Gaming Incentive Program ကိုတွေ့ရမှာဖြစ်ပါတယ် VPN ခဏနဲ့မှာလည်း Thai စကာပူမလေးရှားစတဲ့နိုင်ငံတစ်ခုကိုခံလိုက်တဲ့ဆိုရင်ပဲရပါပြီ US VPN ဖြစ်နေဖို့လည်းမလိုပါဘူး Gaming Incentive Program တွေကိုထပ်ပြီးတော့ဝင်လိုက်ပါမယ်ခုလိုမျိုး game ပုံစံမျိုးတွေ့မှာဒါဒီ program ကိုဝင်ပြီးတော့ join လို့ရပါမယ်ကိုယ့်ရဲ့အကောင့်ကခုလို game မျိုးကိုလုံးဝမတွေ့ဘူးဆိုရင်တော့အကြောင်းရင်း3ခုရှိပါတယ်ပထမတစ်ခုကတော့ကိုယ့်အကောင့်က TikTok ကသတ်မှတ်ထားတဲ့စီမီစီကတ်နေနဲ့မညီရဲဗီဒီယိုကိုတင်ထားမိတယ် TikTok ကနေပြီးတော့ running နေပေးထားတဲ့အကောင့်ကထိထားရဲဆိုရင်လည်းမျိုး game ကိုလုံးဝတွေ့ရမှာမဟုတ်ပါဘူးနောက်ချက်အနေနဲ့ကတော့မြန်မာစင်ကတ်တွေထည့်ထားတဲ့ VPN လုံးဝခံမထားဘူးဆိုရင်လည်း game ကိုလုံးဝတွေ့ရမှာမဟုတ်ပါဘူးနောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဒီ Gaming Incentive Program တွေကတော့အမြဲတမ်းလာမနေပါဘူး event တစ်ခုနဲ့တစ်ခုကြားမှာဆိုရင်10ရက်15ရက်လောက်ချပါတယ်ဒီလိုရက်တွေမှာဆိုရင်လည်းဒီနေရာမှာ game ကလုံးဝပျောက်နေမှာဖြစ်ပါတယ် event စမှာပဲခုလိုမျိုး game တွေကပေါ်လာမှာဖြစ်ပါတယ် game တွေကတော့ကိုစော့ချင်တဲ့ game ကိုစော့ပြီးတော့တင်လို့မရပါဘူးဒီဘက်မှာပါတဲ့ game တွေကိုပဲစော့ပြီးတင်မှရပါမယ်ဘယ် game တွေအများဆုံးပါလဲဆိုရင်တော့ PUBG Mobile Legends Honor of Game ဆိုရင်တော့ Data Force ပါလာပြီးဖြစ်ပါတယ်ပတ်စံရအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်တော့ဒီနေရာကိုထပ်ပြီးတော့ဝင်ပေးလိုက်ပါမယ်ဒီမှာပေါ်နေတဲ့ဒေါ်လာကတော့ account တစ်ခုနဲ့တစ်ခုကတော့တူမှာမဟုတ်ပါဘူးကိုယ့်ရဲ့ account က follower တွေအများများနေရဆိုရင်တော့ဒီနေရာမှာ$6 $7 လောက်ပေါ်နေမှာဖြစ်ပါတယ် follower နည်းနေရဆိုရင်တော့$2 $3 လောက်ပေါ်နေမှာဖြစ်ပါတယ်$6ကဘာလို့ဆိုလဲဆိုရင်တော့တင်လိုက်တဲ့ဗီဒီယိုကိုကြည့်ရှုစုအယောက်1000ကြည့်မယ်ဆိုကိုက$6ရပါတယ်ဒီနေရာမှာ$2ပြထားရဆိုရင်တော့တင်လိုက်တဲ့ဗီဒီယိုကိုအယောက်1000ကြည့်မယ်ဆိုရင်ကိုက$2ပဲရမှာဖြစ်ပါတယ်ဒီ event တွေကအမြဲတမ်းတော့ join လို့မရပါဘူးဘယ်ချိန်မှာ join လို့မရဘူးလဲဆိုရင်တော့ remaining rate မှာ15%ဒါမှမဟုတ်ရှင်10%ပဲကျွန်တော်အချိန်မှာဆိုရင်ဒီ event ကိုလုံးဝ join လို့မရပါဘူးဒီနေရာလေးမှာလည်း post ပေါ်ပဲအကြောင်းလေးကမှိန်သွားမှာဖြစ်ပါတယ်လုံးဝနှိပ်လို့မရတော့ဘူးကိုစောသေးလေးမြန်မြန် join လိုက်မှာပို့ပြီးတော့အဆင်ပြေပါမယ် event ကို join ဖို့အတွက်လိုအပ်တဲ့စီမီစီကန်းချက်တွေကိုလည်းအောက်မှာတစ်ခါလေးရေးပြထားပါတယ်ဒီဘက်က guide ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်လိုက်မယ်ဆိုရင်တော့ do and don't ဆိုပြီးတော့နှစ်ခုပြထားပါလိမ့်မယ်ဒီကတော့သူများစော့ထားတဲ့ဗီဒီယိုတွေကို download ဆွဲပြီးတော့ပြန်ပြီးတော့တင်လို့မရဘူးနောက်တစ်ခုကတော့ကိုစော့ထားတဲ့ဗီဒီယို file ကို screen record လုပ်ပြီးတော့တန်းပြီးတော့တင်လို့မရပါဘူးကိုယ့်ရဲ့အတန်းနည်းနည်းပါးပါး edit လုပ်ပြီးတော့တင်လိုက်မယ်ဆိုရင်တော့ရပါတယ် join မယ်ဆိုရင်တော့ဒီ post ဆိုတဲ့နေရာကိုနှိပ်လိုက်ပါဒီနေရာကိုထပ်ပြီးတော့နှိပ်လိုက်ပါတင်မဲ့ဗီဒီယိုက10မိနစ်မပြည့်ရင်လည်းကိစ္စမရှိပါဘူးအနည်းဆုံး30စက္ကန့်40စက္ကန့်လောက်ရှိရဆိုရင်ရပါတယ်တော့ဒီဗီဒီယို file ကိုရွေးလိုက်ပါမယ် H ကိုနှိပ်လိုက်ပါမယ်ဒီမှာတော့ကိုရေးချင်တဲ့စာတွေရေးတင်လို့ရပါတယ်အကယ်မရေးချင်ဘူးဆိုရင်လည်းဒီတိုင်းထားရင်လည်းရပါတယ်ပြီးတော့ niche ကိုနှိပ်လိုက်ပါ hashtag ကတော့သူ auto ပါပြီးသားပါဒီမှာ add link အောက်မှာဆိုရင်ဒီ gain link ပါပါတယ်ဒါကလည်း auto ပါပြီးသားပါလုံးဝထည့်စရာမလိုပါဘူးပြီးတော့ post ကိုနှိပ်လိုက်မယ်ဆိုရင်ဒါတင်လို့ပြီးပါပြီဗီဒီယိုတင်ပြီးတာနဲ့ပတ်စံတန်းပြီးတော့ရမလားဆိုတော့မရပါဘူးတင်ထားတဲ့ဗီဒီယိုက under review အနေနဲ့အချိန်တစ်ခုတည်းရှိနေမှာဖြစ်ပါတယ်ဒါကိုစစ်ဖို့အတွက်ဆိုရင်တော့ gaming incentive ထဲကိုဝင်လိုက်ပါဒီနေရာကိုထပ်ပြီးတော့နှိပ်လိုက်ပါမယ် QR ဗီဒီယိုဆိုတဲ့နေရာကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီမှာ under review ဆိုပြီးတော့ပေါ်နေပါလိမ့်မယ် gaming ကနေပြီးတော့သတ်မှတ်ထားတဲ့စီမီစီကန်းချက်တွေနဲ့ညီရဆိုရင်တော့တင်ထားတဲ့ဗီဒီယိုက approve ရပြီးတော့ကြည့်ရှုသူများရင်များသလိုကိုယ့်ရဲ့ဗီဒီယိုကနေပြီးတော့ပတ်စံရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဗီဒီယိုကိုမြန်မာနိုင်ငံကကြည့်တယ်ဆိုရင်လည်းပတ်စံရပါတယ်ဒီမှာမြန်မာနိုင်ငံက view ကိုလည်းထည့်ပြီးတော့တွက်ပေးထားပါတယ်ရတဲ့ပတ်စံတွေကိုဘယ်ချိန်မှာထုတ်လို့ရမလဲဆိုတော့ဒီ game ရဲ့ event ပြီးသွားတဲ့ချိန်မှာပဲထုတ်လို့ရမှာဖြစ်ပါတယ်ဒီ game က April 24ရက်နေ့မှာစပြီးတော့မေလ14ရက်နေ့မှာဆုံးမှာဖြစ်တဲ့အတွက်14ရက်နေ့နောက်ပိုင်းမှာပဲထုတ်လို့ရမှာဖြစ်ပါတယ်ရတဲ့ပတ်စံတွေကိုပေးပယ်ကောင်းနဲ့ချိတ်ပြီးတော့ထုတ်ဖို့အတွက်ဆိုရင်တော့ US ဆိုတဲ့နေရာကိုဝင်လိုက်ပါမယ်ဒီမှာပြထားတဲ့ဒေါ်လာကတော့ Data Force ကနေပြီးတော့ရတဲ့ဒေါ်လာမဟုတ်ပါဘူးအရင် Honor of Game event တို့က join ထားပြီးတော့ရတဲ့ဒေါ်လာဖြစ်ပါတယ်အားလုံးပေါင်း30နဲ့မှ$6ရထားပါတယ်ဒါပေမဲ့ဒီဒေါ်လာကပိတ်မဖြစ်သေးပါဘူးပိတ်ဖြစ်ဖို့အတွက်ကျွန်တော်တို့ကအချိန်တစ်ခုစောင့်ရပါတယ်ပြပယ်ကောင်းချိတ်ဖို့အတွက်ဆိုရင်တော့ဒီ Total US အောက်ကဒီဒေါ်လာရဲ့ဘေးကအများလေးကိုနှိပ်လိုက်ပါမယ်ဒီကောင်ကတော့ဒီမှာပြပယ်ကောင်းချိတ်ထားပြီးသားဖြစ်ပါတယ်ပြပယ်ကောင်းချိတ်မထားဘူးဆိုရင်တော့ဒီနေရာမှာ computer ဆိုပြီးတော့ပြနေမှာမဟုတ်ပါဘူးပြပယ်ကောင်းချိတ်ဖို့အတွက်ဆိုရင်တော့အတင်ညာကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါပြပယ်ကောင်းချိတ်မှာဖြစ်တဲ့အတွက် country of origin နေရာမှာဂျပန်မထားဘဲနဲ့အောက်ကိုနည်းနည်းဆွဲလိုက်ပြီးတော့ရှားကိုထားပေးလိုက်ပြီးတော့ဒန်းကိုနှိပ်ပေးလိုက်ပါမယ်ပြပယ်ကောင်းချိတ်ချင်တာဖြစ်တဲ့အတွက်ပြပယ်ဆိုတဲ့နေရာကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါမယ်ဖွင့်ခဲ့တဲ့ TikTok အကောင့်ရဲ့ mail ကိုကုတ်
6လုံးပို့ပေးပါလိမ့်မယ်အဲ့ဒီကိုထည့်ပေးလိုက်ပါဘလို့မျိုးပေါ်လာပြီဆိုရင်တော့ add PayPal account ဆိုတဲ့နေရာကိုထပ်ပြီးတော့နှိပ်လိုက်ပါ PayPal account ဖွင့်ခဲ့တဲ့ email နဲ့ password ကိုရိုက်ထည့်လိုက်ပြီးတော့ login ကိုနှိပ်လိုက်ပြီဆိုရင်တော့ PayPal account နဲ့တော့ account ကချိတ်ဆက်သွားပြီဖြစ်ပါတယ်ဆိုရင်တော့ဂိမ်းကရတဲ့ဒေါ်လာတွေကိုကျွန်တော်ထုတ်လို့ရပြီဖြစ်ပါတယ် PayPal account မရှိတဲ့သူတွေအတွက်လည်းဒီဂိမ်းတွေကနေပြီးရတဲ့ပတ်စံတွေကိုထုတ်ချင်တဲ့ဆိုရင်လည်းကျွန်တော်ရှိမှလာပြီးတော့ထုတ်လို့ရပါတယ်ကျွန်တော် comment မှာဆက်သွယ်ရမယ် Telegram account ချပေးထားပါတယ်